အရေမြစ်တရားဖျားပွင့်အောင်မယ်ယေရှုဖျားလဲပြန်လာအောင်မယ်ပြီးရင်ကဘာပြက်မယ်တဲ့တို့ရွာကဖုန်ကြီးเจ้าလဲကြည်တန်ရာတွေပြပွားသူ့ရွာကဖျားเจ้าလဲမီးရှို့ခံရတို့ရွာကစာတင်เจ้าလဲဘုံကျဲခံရခေါင်းရင်းအိမ်ကဂျိုင်းထောင်တဲ့အတော်ကြီးကိုခြေတုတတ်ထားတဲ့သားကြီးကတွဲကူနေရအရေမြစ်တရားဖျားပွင့်အောင်မယ်ယေရှုဖျားပြန်လာအောင်မယ်ပြီးရင်ကဘာပြက်မယ်တဲ့ပြက်ဆရာကဘာကြံသေးသလားတချို့ကလေးတွေအမေခေါ်ဆရာမရှိတော့ဘူးတချို့အမေတွေခေါ်ဆရာကလေးမရှိတော့ဘူးတချို့မိသားစုလိုက်မရှိတော့ဘူးတချို့ရွာတွေလူမရှိတော့ဘူးတချို့လူတွေအတွက်ရွာမရှိတော့ဘူးတချို့လူပြည်မှာတော့မရှိတော့ဘူးတချို့တချင်းတွေပြန်မကြားရတော့ဘူးတချို့တော့ကြပြားတွေခံစားခွင့်မရတော့ဘူးတချို့တော့သူတွေနဲ့ပြန်မစုံနိုင်တော့ဘူးအရေမြစ်တရားဖျားလဲမပွင့်နဲ့အောင်ယေရှုဖျားလဲမလာနဲ့အောင်ဒီတိုက်ပွဲကိုငါတို့ကိုယ်တိုင်နှွှဲမယ်ဒီအောင်လံကိုငါတို့လက်နဲ့စိုက်ထုမယ်ဒီအာနာယူကိုငါတို့ကိုယ်တိုင်အမြင့်ပြတ်ရှင်းမယ်ငြိမ်သက်ခြင်းရဲ့မြစ်ရအဟုန်နဲ့စီးဆင်းနေတဲ့ငါတို့တိုင်းပြည်တရားမျှတခြင်းတွေတွင်တွင်စီးဆင်းနေတဲ့ငါတို့ရဲ့အနာဂတ်တိုင်းပြည်အစိမ့်ငွေတွေကင်းစင်ပြီးချစ်ချင်းမြတ်တော်တွေထုံသင်းနေတဲ့ငါတို့ရဲ့တိုင်းပြည်ကိုသွေးတွေချွေးတွေနဲ့ထွန်ရက်ရမယ်ဆိုလဲငါတို့ထွန်ရက်မယ်ငါတို့စိုက်ပျိုးမယ်ဒီမတရားမှုကိုငါတို့ကိုယ်တိုင်တွန်းလှန်မယ်ငါတို့အနာဂတ်ငါတို့ဆေးချယ်မယ်ငါတို့မျှော်မှန်းတဲ့ငါတို့တိုင်းပြည်မဝေးတော့တဲ့လက်တကမ်းမှာမို့အရေမြစ်တရားဖျားလဲမပွင့်တဲ့အောင်ယေရှုဖျားလဲမလာတဲ့အောင်